ရေးစီရလားမသိဘူးရှင်အမားတို့ရဲ့ client ဆရာညီမလေးတို့ပေးချင်လို့ပါဟယ်လိုတူထပ်မှာပြန်ရေးစီရလားမသိဘူးရှင်ညီမလေးတို့ client ဆရာတော့ပေးချင်လို့ပါ ဘာလို့ကျွန်တော်တို့ client တွေတခြားလူတွေပေးနေရလဲမှာကျွန်တော်တို့တွေတုံးမကြလို့လား ဟုတ်ပါဘူးဒီလအတွက် client အယောက်တရာဖြည့်သွားပြီလေအမားတို့မလုပ်နိုင်တော့ဒါကြောင့်ခွဲပေးလိုက်ရတာ ဟောဒါနဲ့လေဘာလို့ညာ client တွေကကျွန်တော်တို့စီကိုဒီလောက်အများရောက်လာတာလက်ကောင်လေးကြောက်မကွယ် အနည်းကပေါ့အမားတို့ရုံကန်ကိုလူမရှိပဲတကားခောက်တန်ကြားခဲ့ရတာလေအမားတို့ထွက်ကြည့်တော့ဘယ်သူမှမတွေ့သုံးခါမြောက်ထွက်ကြည့်လိုက်တော့မှအဲ့ရုပ်လေးတယောက်ကိုတကားအောင်မှတွေ့ခဲ့ရအားလုံးလည်းအော်သွားကြတာလေပြီးတော့အဲ့ရုပ်လေးညောက်ကိုအမလည်း production ခန်းထဲမှာပဲထားခဲ့လိုက်တယ်နောက်နေအမတို့ရုံးကိုရောက်ချင်းအဲ့ production ခန်းထဲကနေတချင်းဆိုနေတဲ့အတန်းကြီးကြားလိုက်ရတာအမတို့ချောင်းကြီးအတန်းတိတ်သွားအထဲဝင်ကြီးပြန်တော့လဲအဲ့အယုတ်လေးနှစ်ယောက်ပဲတွေ့တယ်အမလည်းပြန်ထွက်လာတော့အမနောက်ကနေအမဆိုတဲ့အတန်းကြားလိုက်ရတာအမလည်းချက်ချင်းလှည့်ကြည့်လိုက်တာပေါ့အဲ့အချိန်မှာကောင်လေးနှစ်ယောက်ဖြစ်ချင်တော့မဲရှာလည်းရောက်လာတော့သူတို့နှစ်ယောက်ကိုဘယ်သူလဲဆိုတာမေးမြန်းကြတာပေါ့အဲ့တော့သူတို့ကအယုတ်လေးနှစ်ယောက်ပါလို့ဖြေမယုံလို့တက်တည်ပြခိုင်းနေတော့တကယ်ယူပဲသူတို့နှစ်ယောက်ကအယုတ်လေးနှစ်ယောက်ဖြစ်ပြောင်းသွားတာအမားတို့လည်းဘာလို့အမားတို့စီလာကြတာလဲလို့မေးလိုက်တော့သူတို့ကလည်းကလိုင်းရိုင်များများရအောင်ကိုညီပေးခြင်းလို့ပြောတယ်အမလည်းတက်တည်ပြခိုင်းတော့သူတို့နှစ်ယောက်ကလက်ခေါ်တယ်ချက်ချင်းပဲမတို့စီကို client နှစ်ယောက်စီကဖုန်းတွေဝင်လာခဲ့မတို့လည်း client တယောက်မှမရှိတဲ့ချိန်ဆိုတော့အရန်ပျော်သွားကြတာပေါ့သူတို့နှစ်ယောက်ကိုလည်းပြောအောင်ထားပေးတယ်သူတို့နှစ်ယောက်ရဲ့စွမ်းရည်နဲ့ပြည့်ဖို့ဆိုရင်ချိုးကားတဲ့အမွှေးတိုင်ကိုကိုင်ပြီးကပ်ပြရရဲတဲ့အဲ့ဒါနဲ့ပဲမတို့လည်းကပ်ပြခဲ့ကြတာပေါ့အဲ့နောက်ပိုင်း client တွေဝင်လာဆိုတာလေအယောက်60အောင်ကြော်သွားတာ အော်မိုက်တာဗောဒါနဲ့သူတို့နှစ်ယောက်ကအခုဘာမှလဲဘာလဲစိတ်ပြတော့ကြတာ ဒီစကားတွေပြင်လို့အမအရန်ဝမ်းနေတမနက်လေးမိတ်ရှာသူတို့နှစ်ယောက် coffee type ကို production ခန်းထဲဝင်လာခဲ့တာဖြစ်ချင်တော့သူတို့ကအယုတ်လေးဖြစ်နေပြီးကျမ်းမြေမှာအိတ်နေနေချင်း coffee တွေကသူတို့ပေါ်မှောက်သွားအောင်မိတ်ရှာလည်းသူတို့နှစ်ယောက်တေသွားမှအောင်ကြောက်ပြီးနှစ်ယောက်လုံးကိုယူပြီးတိုက်ကိုပြစ်ချလိုက်တယ် ပြီးခဲ့တာလည်းပြီးပါစေပါညီမလေးရဲ့အမလည်းတော်တော်နောင်နာရနေပါပြီဟမ်မတကားအမသွားကြည့်လိုက်မယ်နော်